Hello အားလုံးပဲမင်္ဂလာပါရှင်မိသက်ပါရှင်မမေရဒီနေ့မှာပေါ့နော်မမင်းလိုမာလာအရာသာအရန်ကြိုက်တဲ့သူတွေအတွက်အိမ်မှာလွယ်ကူကူလုပ်လို့ရမယ်မာလာချက်ချောက်လေးကိုလုပ်ပြတော့မှာဖြစ်ပါတယ်ရှင်ခဲဒါကြောင့်မမင်းဘယ်လိုလေးလုပ်သွားလဲဆိုတော့ဗီဒီယိုလေးအဆုံးထိဆက်ပြီးကြည့်ပေးကြပါဦးနော်ဒါတခြားရေးဆေးပြီးတော့ပေါ့နော်ခုတ်ထစ်ပြီးတော့စားစွန်းနေထားတဲ့ချက်ချောက်လေးတွေပါအဲ့ချက်ချောက်လေးတွေကိုမမင်းကရင်းနှီးပွဲစုထဲမှာထည့်လိုက်ပါတယ်ဂျင်းလေးနည်းနည်းလောက်လည်းထည့်ပြီးတော့ပြုတ်လိုက်ပါတယ်ရှင်ချက်ချောက်ကိုရေမြောက်အောင်ထည့်တော့မမင်းကတော့ရေမမြုပ်သွားပါဘူးပြီးတော့တေချာလေးမှွေပေးရပေါ့နော်မှွေပေးပြီးတော့ဒါကိုပြုတ်ထားလိုက်ပါမယ်တကယ်လို့မမလေးဘောနော်ဆိုင်နေရလို့မမလေးစားခြင်းနဲ့ဆိုလို့ရှိရင်မိနစ်20လောက်ပြုတ်ပါနော်ရေမြောက်အောင်ထည့်ရမယ်နော်ပွက်လာပါပြီပွက်နေပြီဆိုလို့ရှိရင်မိမပေါ့နော်သူထက်ကထွက်လာတဲ့အမြုပ်လေးတွေကိုဖယ်ပေးလိုက်ပါတယ်တကယ်လို့ပေါ့နော်ဒီချက်ရှောက်ကိုနူးနူးအီအီလေးစားခြင်းနဲ့ဆိုရင်တော့မမေက45မိနစ်ဒါမှမဟုတ်1နာရီလောက်ပြုတ်ဖို့အကြံပေးပါတယ်ရှင်မမေကဒီမှာမိနစ်20ပြုတ်တာနည်းနည်းမားတဲ့အတွက်နောက်ထပ်10မိနစ်ထပ်ထည့်ပြီးတော့ပြုတ်လိုက်ပါတယ်နော်ခဲဒါ6မိနစ်ပဲကြက်မှာတော့တယ်အချိန်ပြေးပါတော့မမေကဒီအသားလေးကိုကြက်လာဆန်းကြည့်ရပေါ့နော်နူးရလို့ချင်းရင်1နာရီလောက်ပြုတ်ဖို့အကြံပေးပါတယ်မမေကတော့မိနစ်30ပြုတ်လိုက်ပါတယ်ရှင်မမလေးပေါ့နော်ဆိုင်နေရလို့မမလေးပါပြီးရင်တော့ဒါကိုလုံးဝရေစစ်ထားပေးလိုက်ပါမယ်ပြီးရင်တော့မမင်ကဒီဘောနော်ဒီပြုတ်တဲ့အပြုတ်ရည်လေးပေါ့နော်ပြုတ်ရည်လေးနည်းနည်းလေးကိုလည်းပကံလုံးလေးနဲ့ယူထားပါတယ်ရှင်အားလုံးကရေစစ်ထားရပေါ့နော်ပြီးရင်တော့စီပူပူလေးကိုမာလာအနှစ်ပေါ့နော်ကိုကြိုက်တဲ့တစ်စိတ်သုံးရပါတယ်မမင်ကမာလာရှမ်းကအနှစ်လေးသုံးထားပါတယ်ပေါ့နော်တို့တလောက်ထည့်ပါတယ်ပြီးရင်တော့မမင်ကအဆက်ပေါ့နော်အဆက်စားချင်တော့မို့လုံညိုတီခွဲချက်မုံလေးနဲ့ထည့်ပေးလိုက်ပါတယ်အဆက်မကြိုက်ရင်တော့ short ထည့်ပေါ့နော်ပြီးရင်တော့မမင်ကခုနကရေစစ်ထားတဲ့ချက်ချောက်လေးထည့်ပေးလိုက်ပါတယ်ဒီတော့တခြားလေးနှံ့တော့အောင်မွေပေးလိုက်ပါတယ်။ဘာအရသာမှထည့်စရာမလိုဘူးနော်။မာလာအရသာမာလာထဲမှာပေါ့နော်အမြန်အရသာပါပြီးသားမလို့ပါ။ပြီးတော့မမင်ကခုနကပေါ့နော်ဖယ်ထားတဲ့ဒီချက်ချောက်ဟင်းလေးထည့်ပေးလိုက်ပါတယ်ရှင်။ဆူဆူလေးစားရအောင်ပေါ့နော်ရွှွှွှွလေးစားရအောင်ပါ။ဒါခံဝိုင်းပါနော်။ပွဲပြင်းပြထလာခဲ့ပါမယ်ရှင်။နားလေးဖြူလိုက်ပါတယ်ရှင်။ပြီးတော့မမေကနနမဲလေးဖြူလိုက်ပါတယ်တကယ်တော့စက်သွန်မဲဖြူရမှာပါเนาะမမေကဈေးကနေနနမဲကိုမှားဝယ်လာလို့ပေါ့เนาะနနမဲလေးဖြူလိုက်ပါတယ်ဒါဆိုရင်တော့ထုံထုံဆက်ဆက်မမွေးလေးနဲ့မာလာချက်ချောက်လေးရသွားပါပြီရှင်အရန်လော်တော်မို့လို့လိုက်ပြီးတော့ချက်စားကြည့်ကြပါเนาะမမေကဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီကိုမမေကကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်တင်မှာမမေကဘာဟင်းနေဘလို့ချက်ပြအောင်မလဲဆိုတာသိရအောင်လို့မမေရဲ့ YouTube channel Facebook page လေးကို follow လုပ်ပေးခဲ့ကြပါအောင်ရှင်အားလုံးပဲနှုတ်ဆက်ပါရနော်ဘိုင်ဘိုင်